အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကျွန်တော်တို့ What can you eat ကာနိုင်ဆိုတဲ့တရားလေးကိုအသုံးပြုပြီးတော့စကားပြောလေးလေ့ကျင့်ကြည့်ကြပါမယ်เนาะဆိုတော့ဒီ What can you eat ကာနိုင်ဆိုတဲ့ grammar လေးရဲ့အဓိပ္ပာယ်ကိုနားလည်အောင်ကြည့်ရမယ်ပေါ့เนาะဆိုတော့ What can you eat ကာနိုင်ကိုကျွန်တော်နီးကျွန်တော်ဟန်တယ်ပေါ့เนาะဘာသာဘယ်လိုမျိုးလေးပြန်လဲဆိုလို့ရှိရင်မဖြစ်ဘူးလို့ကျွန်တော်တို့ဘာသာပြန်ပါတယ်เนาะမဖြစ်ဘူးလို့ဘာသာပြန်ပါတယ်ဒါတော့ဘာသာပြန်ပြီးပြောလိုက်တာပေါ့နော်မဖြစ်ဘူးအဲ့တော့စာကြောင်းလေးနဲ့တွဲပြီးတော့မှကျွန်တော်တို့ကြည့်မှာပဲပို့ပြီးတော့မှအဆင်ပြေမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကိုနီကိုဟန်နဲ့မဖြစ်ဘူးလို့တင့်တယ်လို့ဘာသာပြန်လိုက်တယ်ပေါ့အဲ့တော့ဘလို့မဖြစ်တာလဲဆိုတာလေးကိုအရှိကတော့တွဲထားတဲ့ဒီစာကြောင်းလေးတွေပေါ့နော်ဒီစာကြောင်းလေးနဲ့တွဲပြီးတော့မှကျွန်တော်ကြည့်ပါမယ်အဲ့တော့ What can you eat ကနိုင်ကိုတွဲဖို့အတွက်ဒီဟာလေးတွေကိုကျွန်တော်ခိုးတော့ပါလေးတွေအရင်ဆုံးရှင်းပြပေးပဲပေါ့နော်ဒီဟာလေးဖတ်ကြည့်အောင်ကြည့်ပါAshta shikangaru shikantaka asobimasuဟုတ်ပြီเนาะအဲ့တော့ဒီဟာလေးကိုအရင်ဆုံးကြည့်အောင် ashta ဆိုတာမနှက်ဖြန်ရှိခံဆိုတာကြတော့စာမေးပွဲเนาะရှိခံဒါခါတာစာမေးပွဲရှိတဲ့အတွက်ကြောင့်ဆိုတဲ့အဓိပ္ပာယ်เนาะမနှက်ဖြန်စာမေးပွဲရှိတဲ့အတွက်ကြောင့် asobimas ဆိုတာကြတော့ဘယ်လိုအဓိပ္ပာယ်ဖြစ်မလဲမသိเนาะကစားတာရှောက်လေတယ်ဆိုတဲ့အဓိပ္ပာယ်ကစားသည်ရှောက်လေသည်အဓိပ္ပာယ်နှမျိုးရှိတယ်เนาะဆိုတော့မနှက်ဖြန်စာမေးပွဲရှိတဲ့အတွက်ကြောင့်မလို့ကစားတယ်အဲ့ဒါ what can you eat နိုင်လေးနဲ့တွဲပြီးတော့ပြောမယ်နော်ဒါဆိုနိဗ္ဗာန်အရင်ဆုံးခိုးတော့ပါလေးရင်ကြည့်လိုက်ရအောင်じゃနိဗ္ဗာန်မှာဆိုရင်ခါတယ်နော်သာနိုမီတာကာရာခိုတိုဝါဒီမတ်ခါတယ်ဆိုတာသူပေါ့နော်သူရဲ့သာနိုမီမတ်ဆိုတာကြတော့တောင်းဆိုတာမျိုးပေါ့နော်သူတောင်းဆိုတဲ့အတွက်ကြောင့်ခိုတိုဝါဒီမတ်ဆိုတာညင်းဆန်သည်ညင်းသည်ဆိုတဲ့အဓိပ္ပာယ်နော်တကူကူတောင်းဆိုတာရှိလားဆိုလို့ရှိရင်ညင်းတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါဝါကင်နီဝါအီကန်တိုင်းလေးနဲ့တွဲပြီးတော့မှလေ့ကျင့်မယ်နော်စမ်းပါヤクソクをしたからヤクソクဆိုတာကြောင့်ဂတိပေးတာကိုပြောချင်တာเนาะイキマセンဆိုမသွားဘူးเนาะイキマセンမသွားဘူးမာဆန်ဖောင်လေးနဲ့ရေးပေးထားတယ်မသွားဘူးဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဂတိပေးထားတဲ့အတွက်ကြောင့်မလို့မသွားဘူးအဲ့ဒါမှဝါကင်နီဝါအီကာနိုင်နေဘယ်လိုတွဲမလဲပြင်ကြည့်မယ်เนาะじゃあ4番わざわざ作ってくれたからเนาะわざわざတကူတကစကူဒီမဆိုတာပြုလုပ်သည်ဖန်တီးသည်ချက်ပြုတ်သည်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အဲ့တော့တကူတကနော်ချက်ပြုတ်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ထားပေးမဆန်မစားဘူးနော်မစားဘူးအဲ့တော့ဝါကင်နီဝါအီကာနိုင်လေးနဲ့ဘယ်လိုတွဲမလဲကြည့်လိုက်ကြရအောင်နော်အဲ့တော့ဝါကင်နီဝါအီကာနိုင်ဆိုတာကိုကျွန်တော်တို့တန်းပြီးတော့မှမဖြစ်ဘူးလို့စိတ်ထဲမှာတော့မှတ်ထားမယ်အဲ့တော့ဘယ်လိုမဖြစ်တာလဲကြည့်လိုက်ကြရအောင်一番明日မနှက်ဖြန်試験だからစာမေးပွဲရှိတဲ့အတွက်ကြောင့်မလို့အာဆိုဘီမတ်ကစားတယ်အဲ့တော့ကစားလို့မဖြစ်ဘူးကစားလို့မဖြစ်ဘူးဆိုတဲ့အတွေ့အကြုံနော်ကစားလို့မဖြစ်ဘူးအဲ့တော့ပထမစာကြောင်းကိုကြည့်အရှတမနှက်ဖြန်စာမေးပွဲရှိတဲ့အတွက်ကြောင့်လို့ပြောတယ်ဒီနေရာမှာလီယူအကြောင်းပြချက်ဖြစ်သွားတာပေါ့အကြောင်းပြချက်နော်ဒီနေရာမှာအကြောင်းပြချက်လို့ရေးလိုက်မယ်အဲ့တော့အကြောင်းပြချက်ရှိတဲ့အတွက်ကြောင့်ဒီကိစ္စအနောက်ကကိစ္စကိုလုပ်လို့မဖြစ်တာအဲ့လိုလေးမှတ်ရမယ်နော်အဲ့တော့ပြန်ပြောမယ်အကြောင်းပြချက်ရှိတဲ့အတွက်ကြောင့်မို့လို့ဒီကိစ္စကိုလုပ်လို့မဖြစ်တာအဲ့တော့ကစားတယ်ဆိုတဲ့ကိစ္စရှောက်လေတယ်ဆိုတဲ့ကိစ္စကိုလုပ်လို့မဖြစ်တာဟုတ်ပြီနော်အဲ့တော့အလွယ်မှတ်မယ်အကြောင်းပြချက်ရှိလို့လုပ်လို့မဖြစ်ဘူးအကြောင်းပြချက်ရှိလို့ဒီကိစ္စကိုလုပ်လို့မဖြစ်ဘူးနော်အဲ့တော့ပြန်ပြောမယ်မနေ့ပြန်စာမေးပွဲရှိတဲ့အတွက်ကြောင့်ကစားတယ်လို့တော့ရေးထားတယ်သူက what can you eat နိုင်ဆိုတဲ့ grammar နဲ့ဆက်ချင်တော့စကားပြောဖြစ်သွားခြင်းတယ်ဒီတိုင်း asobimas what can you eat နိုင်သွားလို့မရဘူးအဲ့တော့ဘာလို့ပေးရမလဲဆိုရင် asobimas ကို dictionary form ပြောင်းပေးရမယ်နော် asobimas ကို dictionary form ပြောင်းတော့ asobimas ကို dictionary form ပြောင်းတော့ asobu ဆိုပြီးဖြစ်သွားမယ်ဟုတ်တယ်နော်အာဆိုဘူးအဲ့တော့ဘယ်လိုဖြစ်သွားမလဲအာရှရှိကန်တာကရာအာဆိုဘူးဝါကင်နီဝါအီကာနိုင်အာဆိုဘီမတ်ကို must found ကို dictionary form ပြောင်းတော့အာဆိုဘူးဝါကင်နီဝါအီကာနိုင်နဲ့တွဲလိုက်တဲ့အခါကျတော့ကစားလို့မဖြစ်ဘူးရှောက်လေလို့မဖြစ်ဘူးဘာကြောင့်လဲအကြောင်းပြချက်ရှိတယ်အကြောင်းပြချက်ကဘာလဲစာမေးပွဲရှိတဲ့အတွက်ကြောင့်နားလည်သွားပြီနော်အဲ့ဆိုပြောကြည့်မယ်အာရှရှိကန်တာကရာအာဆိုဘူးဝါကင်နီဝါအီကာနိုင်အာရှရှိကန်တာကရာအာဆိုဘူးဝါကင်နီဝါအီကာနိုင်ဟုတ်ပြီနော်အဲ့တော့အနောက်လေးမှာလေ that's တော့ that's your နော်ဒါမျိုးလေးတွေတွဲပြီးတော့မှစကားပြောဆက်ဆံလေးပြောလို့ရတယ်အဲ့တော့နိဗ္ဗာန်သွားကြည့်မယ်ခါတယ်နော်ဒါနိုမီတာကာတာဒါနိုမီမတ်ဆိုတောင်းဆိုတာခိုတိုဝါဒီမတ်ညင်းဆန်နဲ့ဝါကနီဝါဒီကာနိုင်လေးတွဲမယ်အဲ့တော့ तू တောင်းဆိုခဲ့တဲ့အတွက်ကြောင့် तू တောင်းဆိုမှုကြောင့်သူ့ရဲ့တောင်းဆိုမှုကြောင့်ပေါ့နော်ခိုတိုဝါဒီမတ်ကို dictionary form ပြောင်းတော့ခိုတိုဝါဒဒီနေရာလေးမှာပဲပြောင်းလိုက်မယ်နော်ခိုတိုဝါဒဝါကနီဝါဒီကာနိုင်ဘလို့ဖြစ်သွားမလဲညင်းလို့မဖြစ်ဘူးညင်းလို့မဖြစ်ဘူးเนาะလူမင်းเจ้าပေါ့เนาะतू တကူတကတောင်းဆိုထားတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့เนาะ तू တောင်းဆိုတဲ့အတွက်ကြောင့်မို့လို့เนาะညင်းလို့မဖြစ်ဘူးအဲ့တော့သူ့ကို dictionary form ပြောင်းလိုက်တော့ခိုတိုဝါဒီမတ်ကို dictionary form ပြောင်းတော့ခိုတိုဝါဒဝါကင်နီဝါအီကာနိုင်ဆိုတဲ့ဟာလေးဖြစ်သွားတာပေါ့เนาะညင်းလို့မဖြစ်ဘူး
ဘာကြောင့်လဲအကြောင်းပြချက်သည်သူ့ရဲ့တောင်းဆိုမှုကြောင့်ဆိုတဲ့အကြောင်းပြချက်ကိုမူတည်ပြီးတော့ငင်းလို့မဖြစ်တာရမယ်နော်အဲ့တော့ဒီစာကြောင်းလေးနော်1နဲ့2ကိုပဲဒီညမှာခဏပိတ်လိုက်မယ်အရှိမ dictionary form လေးနဲ့တွဲပြီးပြောမယ်ဆိုရင် what can you economic grammar လေးနဲ့တွဲလိုက်တော့မဖြစ်ဘူးလို့ဘာသာပြန်ပြီးတော့စိတ်ထဲမှာမှတ်ပြီးတော့စာကြောင်းတွေကိုပြောမယ်သူရဲ့ရှိမ dictionary form လိုက်မယ်ဘာကြောင့်လဲဆိုရင်အကြောင်းပြချက်ရှိနေတဲ့လီယူရှိနေတဲ့အတွက်ကြောင့်ဒီကိစ္စကိုလုံးလုံးမဖြစ်တာအဲ့ဆိုရပြီလို့ထင်တယ်နော်အဲ့ဆိုရင်နံပါတ်3နဲ့နံပါတ်4ကိုဆက်ပြီးတော့ကြည့်ကြည့်အောင်ယာကုဆုကုစတကာဂတိပေးပြီးတဲ့အတွက်ကြောင့်မလို့ဂတိပေးခဲ့တဲ့အတွက်ကြောင့်မလို့イキマセンမတော်ဘူးပေါ့နော်အဲ့ဒါဝါခဲနီဝါအီကာ9လေးနဲ့တွဲချင်တော့イキマセンကို9ဖောင်ပြောင်းမယ်9ဖောင်ပြောင်းတော့イカ9ဆိုဖြစ်မယ်ဒီညမှာရေးလိုက်မယ်နော်イカ9အဲ့ဒါလေးကိုတန်းပြီးတွဲလိုက်တော့ယာကုဆုကုစတကာイカ9ဝါခဲနီဝါイカ9イカ9ဝါခဲနီဝါイカ9အဲ့တော့9ဖောင်ပြသွားပြီနော်9ဖောင်တွဲပြီးတော့မှဒီကပြောလိုက်ပြီဝါကင်နီဝါအီကာလိုက်နဲ့တွဲပြီးပြောလိုက်ပြီအဲ့တော့ဘလို့အဓိပ္ပာယ်ဖြစ်သွားလဲဆိုတော့မလုတ်လို့မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဟုတ်တယ်နော်ဒီမှာကျတော့အပေါ် dictionary form နဲ့တွဲပြီးပြောတဲ့ဟာမဖြစ်ဘူးလို့စိတ်ထဲမှာမှတ်ပြီးပြောလို့ရတယ်9 form လေးနဲ့တွဲပြောမယ်ဆိုရင်မလုတ်လို့မဖြစ်တာမလုတ်လို့မဖြစ်ဘူးတိုးတော့အဲ့ဒီမှာစိတ်နေသဘောထားလေးတစ်ခုပါတယ်ဘာလဲဆိုတော့မလုတ်လို့မဖြစ်ဘူးတိုးတော့အာမာရီစတာကိုနိုင်တိတ်ပြီးတော့မလုတ်ချင်เนาะဒီမှာ key point ရပါလဲဆိုရင်တိတ်တော့မလုတ်ချင်ဘူးဆိုရင်တိတ်ပဲလေတိတ်တော့မလုတ်ချင်လုတ်ချင်စိတ်တော့တိတ်မရှိဘူးတိုးတော့เนาะလူငွေရေးကြောင်းတော့၎င်းเนาะနိုင်ငံခံကေပေါ့เนาะဒီလူငွေရေးကြောင်းအာနာလို့เนาะဒီညမှာရေးပေးမယ်เนาะ key point လေးတွေလူငွေရေးကြောင်းတော့၎င်းအာနာလို့တော့၎င်းเนาะတိတ်တော့မလုတ်ချင်ပေမဲ့မလုံလို့မဖြစ်လို့လုံလိုက်ရတယ်ဆိုတဲ့ကိစ္စအဲ့လိုစိတ်နေသဘောထားလေးကိုထည့်ပြီးတော့မှဒီတတလေးနဲ့ပြောမှာပေါ့နော်โอเคအဲ့ဆိုသွားမယ်ဂတိပေးခဲ့တဲ့အတွက်ကြောင့်မလို့အီကာနိုင်ဝကင်နီဝအီကာနိုင်ပြောလိုက်တော့တိတ်တော့မသွားချင်ဒါပေမဲ့ဂတိပေးပြီးဖြစ်တဲ့အတွက်ကြောင့်မလို့လူမွေးကြောင့်အာနာတဲ့အတွက်ကြောင့်เนาะအဲ့လိုစိတ်နေသဘောထားလေးရှိနေတဲ့အတွက်ကြောင့်မလို့သွားလိုက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့เนาะအဲ့ဒါသူ့ရဲ့ဒီတတလေးရဲ့ key point ပဲเนาะယုံမဝါဇာတကူတကစကူတစ်ကူတဲ့တကာတကူတကချက်ပြုတ်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ထားဘဲမဆန်းကို9ဖောင်ပြောင်းတော့ဒါပဲ9ပေါ့နော်ဒီညမှာရေးလိုက်မယ်ဒါပဲ9တရာနဲ့တွဲလိုက်တော့ဒါပဲ9ဝါကဲနီဝါအီကာ9အဲ့တော့ဒီညလေးမှာလာပြီဒါပဲ9ဝါကဲနီဝါအီကာ9ဆိုဘယ်လိုတိတ်ပဲဖြစ်သွားမလဲဆိုမစားလို့မဖြစ်ဘူးအဲ့လိုသူတကူတကချက်ပေးထားတာတိုးတော့စားခြင်းစိတ်တော့တိတ်တော့မရှိပေမဲ့လူမှုရေးအကြောင်းတော့၎င်းအာနာတဲ့အတွက်ကြောင့်တော့၎င်းမလုံးမဖြစ်လို့လုံလိုက်ရတယ်မစားမဖြစ်လို့စားလိုက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့ဟုတ်ပြီနော်အဲ့တော့တရားအားဖြင့်ဆိုလို့ရှိရင်တော့ဒီတိုင်းရိုးပုံမှန်ပြောတာပေါ့နော်တိုးတော့စကားပြောတဲ့အခါကျရင်ဒီလိုစိတ်နေသဘောထားလေးထည့်ပြီးတော့ပြောမှပို့ပြီးတော့မှအသက်ဝင်မှာပေါ့နော်ဆိုတော့အဲ့ဒါလေးကိုမှတ်ပါဆိုတော့ဒီမှာဆိုလို့ရှိရင်တရားတစ်ခုတည်းကိုနှစ်မျိုးပုံစံမျိုးလေးပြောပြသွားတာပေါ့နော်ဆိုတော့တကယ်ကြတော့တရားတစ်ခုစီပဲနော် dictionary form နဲ့တွဲပြောတယ်ဆိုရင်မဖြစ်ဘူးအကြောင်းပြချက်ရှိတဲ့အတွက်ကြောင့်ဒီကိစ္စကိုလုံးလို့မဖြစ်တာဒီမှာဆိုရင်ကစားလို့မဖြစ်တာငင်းလို့မဖြစ်တာနော်အကြောင်းပြချက်ရှိလို့ဒုတိယနံပါတ်3နဲ့4ကကြတော့9ဖောင်လေးနဲ့တွဲပြီးပြောမယ်မလုတ်လို့မဖြစ်ဘူးလို့ဘာသာပြန်လို့ရတယ်တိုးတော့တိတ်တော့မလုတ်ချင်ဘူးလူငွေကြောင့်အားနာတဲ့အတွက်ကြောင့်မဖြစ်မနေလုတ်လိုက်ရတယ်ဆိုတဲ့ပုံစံလေးနဲ့စကားပြောတဲ့အခါမှာသုံးမယ်ပေါ့နော်โอเคအဲ့ဆိုရင်စမ်းပတ်လေးလိုက်ပြောကြည့်အောင်ယာကုဆုကုရှတကာရာイカナイワケニワイカナイヤクソクしたから行かないわけにはいかない。じゃあ4番。わざわざ作ってくれたから食べないわけにはいかない。わざわざ作ってくれたから食べないわけにはいかない。やめな。それわけにはいかないそれただလေးကိုသုံးပြီးတော့မဖြစ်ဘူးမလုပ်လို့မဖြစ်ဘူးဆိုတဲ့ဟာလေးတွေကိုစိတ်နေသဘောထားလေးထည့်ပြီးတော့မှကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုဒီတရားလေးသုံးပြီးတော့စကားပြောကြည့်ပါလို့ပြောချင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုတွေမှာဆက်တွေ့ကြမယ်နော်ဂျာမင်နာဆက်စကားလေးဆာမာဒစ်